ဖယားခင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါတယ်ဆိုတော့ကျွန်တော်တို့ခင်ရလောကမှာ6လပိုင်းတို့မဟုတ်ကျွန်တော်တို့ဒီဇင်ဘာလရောက်တိုင်းအတင်းတော်တွေဘလောက်ထိစီးလုံးတယ်လဲဘလောက်ထိညင်ညွန့်တယ်လဲဆိုတဲ့အရာအများကြီးကျွန်တော်တို့ပေါ်လွင်တယ်။ဘာကြောင့်လဲဒီလဒီမှာဘာကြောင့်အဲ့လိုပေါ်လွင်လဲလို့ပြောရင်6လပတ်တို့နှစ်ပတ်လက်စီဝေးတဲ့အမျိုးတွေရှိတဲ့အခါမှာအတင်းတော်တပါဘလောက်ထိစီးလုံးလဲယုံကြည်ခြင်းအဖက်ဘလောက်အသက်ရှင်လဲဆိုတဲ့အရာကိုအများကြီးကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ထို့သူပဲဒီကနေ့ကျွန်တော်တို့ခဏနေကျွန်တော်တို့အတင်းတော်ဘလောက်ထိစီးလုံးတယ်လဲဘလောက်ထိညင်ညွတ်တယ်လဲယုံကြည်ခြင်းအဖက်ဘလောက်ထိအသက်ရှင်နေတယ်လဲဆိုတဲ့6လပတ်အစီအဝေးမှာကျွန်တော်မြင်တွေ့နိုင်တဲ့အခြေအနေကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါမှတတိယပါကျွန်တော်တို့ဆရာချစ်ကိုရဲ့ပြောစကားကိုသူတို့ရဲ့အတင်းတော်မှာကျင့်သုံးတဲ့ဟာကိုပြင်လည်ပြီးမှတတိယမိပြီးမှခွန်အားပေးလိုပါတယ်။ဆရာချစ်ကိုလောလောဆယ်တောင်ကြီးဘက်မှာသူဥဆောင်အစီခံနေတဲ့အတင်းတော်တပါးမှာပြီးခဲ့တဲ့နေ့သူတို့နှစ်ပတ်လက်အစည်းအဝေးလုပ်တဲ့အခါမှာဘာအဖြစ်ပြီးသွားတယ်လဲလို့ပြောရင်ခရစ်တော်၌စဉ်းစားပြီးမှလုပ်ရအောင်ခရစ်တော်၌စဉ်းစားပြီးမှပြောဆိုရအောင်ခရစ်တော်၌စဉ်းစားပြီးမှအစည်းအဝေးကိုလုပ်ရအောင်လို့ပြောတဲ့အခါမှာအားလုံးကဘာမှပြောစရာမရှိဘဲနဲ့အားလုံးခရစ်တော်ကိုကြီးညိုတော်အဖြစ်ခရစ်တော်ကိုကြောက်ရွံ့တော်အဖြစ်နော်တူနဲ့တူနှိတ်ချစွာအစီခံတော်အဖြစ်အစည်းအဝေးကချွတ်ချွတ်မို့မို့ဒီတိုင်းပဲပြီးသွားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အခုကျွန်တော်တို့ရဲ့ဘဝတက်တာမှာလည်းပဲကျွန်တော်ကြည့်တဲ့အခါမှာအဖက်လေးထဲမှာကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ဟာကျေးဇူးတော်အလုံးစုံကိုရထားတဲ့သူတွေဖြစ်တဲ့အတွက်ကျေးဇူးတော်ကိုထောက်ပြီးခရစ်တော်ကိုထောက်ပြီးခရစ်တော်ကိုခန့်ညာတော်အဖြစ်အတင်းတော်မှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာကျွန်တော်တို့အတင်းတော်မှာအစီခံတဲ့အခါမှာအတင်းတော်မှာကျွန်တော်ကြာရကဏ္ဍမှာပါဝင်ကြတဲ့အခါမှာဒီခရစ်တော်ကိုခန့်ညာတော်အဖြစ်ကျွန်တော်အသက်ရှင်ဖွင့်ရတဲ့အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့အဲ့လိုတွေ့ရတာဖြစ်တယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်ဒီအဖက်ခန်းကြီး၄တဲ့ကနေပဲကျွန်တော်တို့ဆက်လက်ပြီးမှလေ့လာဖွင့်ရတဲ့အားလုံးမပြန်လည်ပြီးမှဖိတ်ခေါ်ပါတယ်အဖက်ခန်းကြီး၄အပိုင်ငယ်တက်ကနေအပိုင်ငယ်၃အထိမှာပါရှိတဲ့အကြောင်းအရာကိုဒီကနေ့ကျွန်တော်တို့အတူတကွလေ့လာဖွင့်ရတဲ့အားလုံးကိုဖိတ်ခေါ်ပါတယ်အဖက်ခန်းကြီး၄အပိုင်ငယ်တက်ကနေ၃ကိုကျွန်တော်တို့ဒီကနေ့လေ့လာဖွင့်ရတဲ့ဖြစ်ပါတယ်ခိုးတော်မူခြင်းကျေးဇူးတော်ကိုတင်တို့ဒီခံရသည်နှင့်အညီအထိုက်အလျောက်ကျင့်ဆောင်မိအကြောင်းသခင်ဖျားအတွက်ကြောင့်အချင်းခံရသောငါသည်တင်တို့ကိုတိုက်သွန်းနိုးဆော်ပါ၏အရာရာ၌စိတ်နှိပ်ကြခြင်းနှူးညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းပြည့်စုံသည်ဖြင့်မေတ္တာစိတ်နှင့်တယောက်ကိုတယောက်တီးခံခြင်းရှိကြ၍အတင့်တင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့်တင်တို့ဒီအချင်းချင်းစိတ်တဘောမချမနာတလုံးတဝတီဖြစ်အပ်သောငါကြိုးစားအားထုတ်ကြလောဆိုတော့ဒီအဖက်ဩဝါဒစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအဖက်ဩဝါဒစာကိုကျွန်တော်တို့ဒီအခန်းကြီး၄အပိုင်ငယ်၁ကနေ၄အထိကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအချက်အနေနဲ့ကျွန်တော်၄ချက်ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အပိုင်ငယ်1ကနေ3အထိကျွန်တော်ကြည့်တဲ့အခါမှာတလုံးတဝတီဖြစ်ရန်တိုက်တွန်းတယ်အပိုင်ငယ်4ကနေ6အထိကျွန်တော်ကြည့်တဲ့အခါမှာတလုံးတဝတီဖြစ်ရန်အတွက်အခြေခံအဲ့ဒီနေရာမှာဘာတွေကိုအခြေခံရမလဲဆိုတဲ့အရာကိုအပိုင်ငယ်4ကနေ6မှာကျွန်တော်ကြည့်တဲ့အခါမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ချက်ကျွန်တော်ကြည့်တဲ့အခါမှာအပိုင်ငယ်9ကနေ7အထိကြည့်တဲ့အခါမှာတလုံးတဝတီဖြစ်ရန်အတွက်ကျေးဇူးတော်အဖြစ်ဘုရားပြင်ဆင်ပေးထားတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။တော့ကျွန်တော်တို့အပိုင်ငယ်7ကနေ16အထိကျွန်တော်ဆက်လက်ကြည့်သွားတဲ့အခါမှာဝိညာဉ်ရေးရင့်ကျက်မှုအတွက်တလုံးတဝတည်းဖြစ်ခြင်းကိုယူဆောင်လာတယ်။ဆိုတော့ရင့်ကျက်မှုရှိခြင်းကအတင်းတော်မှာစီးလုံးခြင်းကိုယူဆောင်လာတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အဲ့လိုတွေ့ရမှာဖြစ်တယ်။ဆိုတော့အခြေခံကဘာပဲလဲအားလုံးကိုကျွန်တော်အခြေခံကဘာပဲလဲလို့ပြောရင်အခန်းကြီး၄အပိုင်ငယ်1ကအတိက main ဖြစ်တယ်။အတင်းတော်စီးလုံးဖို့မိသားစုမှာစင်းလုံးဖို့ကျွန်တော်တို့ဒီယုံကြည်သူအချင်းချင်းတယောက်နဲ့တယောက်ချစ်ချင်းမေတ္တာအဖက်အသက်ရှင်တတ်ဖို့ဘာကအရေးကြီးတယ်လဲလို့ပြောရင်ကျွန်တော်တို့ခေါ်ထားတော်မူတဲ့အဲ့ဒီကျေးဇူးတော်ကိုကျွန်တော်တို့လက်တွေ့အသုံးပြုမယ်ဆိုလို့ရှိရင်
လက်တွေ့အသုံးချမယ်ဆိုလို့ရှိရင်လက်တွေ့ကျင့်ဆောင်မယ်ဆိုလို့ရှိရင်မိသားစုမှာရောအသင်းတော်မှာရောစီလုံးခြင်းရှိမယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဒီလိုဖော်ပြနေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီအပိုင်ငယ်တစ်ကနေ3ထိကိုတို့မဟုတ်အပိုင်ငယ်တစ်ကနေ16ထိအားလုံးကိုကျွန်တော်ခေါင်းစဉ်တစ်ခုတက်မယ်ဆိုလို့ရှိရင်တလုံးသူဝတီအသက်ရှင်ဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးကိုကျွန်တော်အဲ့လိုမကြည့်ဘဲနဲ့အခုကျွန်တော်တို့အပိုင်ငယ်တစ်ကနေအပိုင်ငယ်3မှာရှိတဲ့နော်တလုံးသူဝတီဖြစ်ရတဲ့တိုက်သွင်းတယ်ဆိုတဲ့အကြောင်းအရာကိုပဲကျွန်တော်အဓိကဦးစားပြီးမှကျွန်တော်တို့အဲ့လိုကြည့်အောင်ဆိုတော့ဒီလိုကျွန်တော်တို့ကြည့်တဲ့အခါမှာအပိုင်ငယ်တစ်ထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲလို့ပြောရင်ခိုးတော်မူခြင်းကျေးဇူးတော်ကိုတင်တို့ဒီခံရသည်နေ့အထိုက်အလျောက်ကျင့်ဆောင်မိအကြောင်းသခင်ဖရာအတွက်အကြောင်းအချင်းခံရသောငါသည်တင်တို့ကိုတိုက်သွင်းနိုးဆော်ပါ၏ဆိုတော့ဒီနေရာမှာနံပါတ်1တစ်ချက်ကျွန်တော်တို့ကြည့်တဲ့အခါမှာနံပါတ်1နံပါတ်ကကြီးမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဘာတွေ့ရမလဲလို့ကျွန်တော်တို့ကြည့်တဲ့အခါမှာကျေးဇူးတော်နဲ့အညီအသက်ရှင်ပါဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အပိုင်ငယ်တဲ့နော်ကျွန်တော်တို့ကကြီးမှာကျွန်တော်အဲ့ဒီအကြောင်းအရာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ projector ကျေးဇူးပြုရေးတစ်ချက်လောက်နံပါတ်ကကြီးကိုကျွန်တော်တို့ရောက်သွားပါပြီဆိုတော့ကျေးဇူးတော်နဲ့အညီအသက်ရှင်ပါဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့အပိုင်ငယ်တဲ့မှာကျွန်တော်ထပ်ပြောတဲ့အခါမှာကျင့်ဆောင်ပါဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ကျေးဇူးတော်နဲ့အညီအသက်ရှင်ဖို့ရတဲ့ပေါ်လူကတိုက်သွင်းတယ်တွေးဆောင်တယ်နော်ဒီနေရာမှာသူကတမန်တော်ဖြစ်တော်ညာလည်းပဲအမိတ်အနာသူ့ရဲ့အခွင့်အာဏာကိုအတော့မပြုတ်ဘဲနဲ့ဘာကိုအခြေခံတယ်လဲလို့ပြောရင်သူခံရတဲ့ကျေးဇူးတော်ကိုအခြေခံပြီးမှသူထက်ဝိညာဉ်ရမှာနှငယ်သေးတဲ့ယုံကြည်သူများကိုပြင်သူကအမိတ်မပေးဘဲနဲ့ဘာလုပ်တယ်လဲလို့ပြောရင်ကျေးဇူးတော်အဖြစ်တိုက်သွင်းတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ကျေးဇူးတော်အဖြစ်တိုက်သွင်းတဲ့အကြောင်းအရာကဘာလဲလို့ပြောရင်ကျေးဇူးတော်နဲ့အညီအသက်ရှင်ပါဆိုတဲ့အရာကိုသူကတိုက်သွင်းနေတယ်ဆိုတော့ကျေးဇူးတော်နဲ့အညီအသက်ရှင်ပါလို့ကျွန်တော်တို့ဒီလိုပြောတဲ့အခါမှာကျမ်းစာအရာကျွန်တော်ပြောတဲ့အခါမှာအထိုက်အလျောက်ကျင့်ဆောင်မိအကြောင်းဆိုတော့အဲ့ဒီကျင့်ဆောင်ပါဆိုတဲ့စကလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာဒီနေ့တစ်ခေါက်ကျင့်ပြီးပြီရပြီမဟုတ်ဘူးမနေ့ဖြန်မှာလဲထပ်ပြီးမှကျင့်ရမယ်တပတ်ခါမှာဟောဒီနေ့မှာတနာကြီးဟောမနေ့ဖြန်2နာရီတပတ်ခါမှာ3နာရီတဖြည်းဖြည်းနဲ့ကျွန်တော်ကျင့်ဆောင်တဲ့နေရာမှာတဖြည်းဖြည်းနဲ့တိုးပွားလာဖို့အတွက်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့တင်ယူလေ့ကျင့်နေရတာဟုတ်တယ်ဥပမာဒီလိုပြောတဲ့အခါမှာကျင့်ဆောင်ပါလို့ပြောတဲ့အခါမှာဖခင်ကျွန်တော်ကိုပြုထားပေးတဲ့ကျေးဇူးတော်အလုံးစုံကိုကျွန်တော်တို့ရထားပြီးအဲ့ဒီရထားတဲ့ကျေးဇူးတော်ကိုတည့်ရမှာနည်းနည်းအဲ့လိုလက်တွေ့အတုံးတွေ့တဲ့ဖွင့်ရတဲ့ကျွန်တော်တို့ကတည်ယူရတာဖြစ်တယ်ဆိုတော့ထားပါတော့ကျွန်တော်မြင်လို့လွယ်တဲ့ဥပမာတစ်ခုကိုပြောမှဆိုလို့ရှိရင်ဖခင်ကသူ့ရဲ့ကျေးဇူးတော်အဖြစ်ဖခင်ရဲ့ဉာဏ်ပညာအဖြစ်ဖခင်ကကျွန်တော်တို့ကိုတမန်ကျမ်းစာ66အုပ်ကိုကျွန်တော်တို့ကိုပေးထားတယ်ဆိုတော့ကျေးဇူးတော်နဲ့အညီကျွန်တော်စဉ်းစားပြီးမှဖခင်ကငါ့ကိုဒီနှုတ်ကပတ်တော်ပေးထားတယ်ဖခင်ကငါ့ကိုကယ်တင်ခြင်းပေးထားတယ်ဒီနှုတ်ကပတ်တော်ကကျွန်တော်အသက်အရေးကြီးတယ်ဆိုတဲ့အရာကိုကျွန်တော်စဉ်းစားရင်းနဲ့တရက်မှာကျွန်တော်အခန်းကြီးတစ်ခန်းနှစ်ခန်းကျွန်တော်အဲ့လိုဖက်ဒီတပတ်မှာအခန်းကြီးတစ်ခန်းနှစ်ခန်းဖတ်တယ်နောက်တပတ်မှာကျွန်တော်အခန်းကြီးတပတ်မှာနော်ကျွန်တော်3-4 5ခန်းအဲ့လိုတိုးချက်ပြီးမှတဖြည်းဖြည်းကျင့်ယူသွားတဲ့အရာကိုကျွန်တော်အဲ့လိုအညီအသက်ရှင်ပါဆိုတဲ့အကြောင်းအရာကိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကိုအဲ့လိုပြောနေတာဖြစ်တယ်တနည်းဆိုတော့ဒီအကြောင်းအရာအတိတ်ကဘာကိုပြောနေတယ်လဲလို့ပြောရင်ဖခင်ကအခန်းကြီး1ကနေအခန်းကြီး3ထက်မှာကျွန်တော်ကိုပြုတ်ထားတဲ့ဂျေဇုအားလုံးကိုတဖြည်းဖြည်းနဲ့လက်တွေ့ဘဝတက်တာမှာတဖြည်းဖြည်းအသုံးပြုတဲ့ပုံရတဲ့ကျွန်တော်တို့ကိုသင်ပေးနေတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့သင်ယူဖို့လက်တွေ့အကြဆုံးကဘာလဲဒီလိုပြောတဲ့အခါမှာအခန်းကြီး1ကနေ3ထိမှာဖခင်ကသူ့ရဲ့အံ့ဩဖွယ်ရလက်ရဖြစ်တဲ့အသင်းတော်ထဲမှာကျွန်တော်တို့ကိုအသက်ရှင်စီဒီအသင်းတော်ထဲမှာဘာတွေလိုအပ်တယ်လဲလို့ပြောတဲ့အခါမှာအပိုင်ငယ်နဲ့3မှာကျွန်တော်ပြောတဲ့အခါမှာအရာရာမှာစိတ်နှိမ်ကြခြင်းတိမ်မွေ့ခြင်းစိတ်ရှည်ခြင်းဒါတွေလိုဒီအရာတွေကိုကျွန်တော်တဖြည်းဖြည်းနဲ့လက်တွေ့ကျွန်တော်တို့ကျင့်သုံးလာဖို့အဲ့လိုကျင့်သုံးတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ဦးစားပေးကအကျင့်ကိုမဟုတ်ဘဲနဲ့ဖခင်ကငါ့ကိုဒီလောက်ထိစိတ်ရှည်တဲ့အတူအနေနဲ့ခံထားပြီးသလားခံထားပြီးတာဟုတ်တယ်ဆိုတဲ့အရာကိုကျွန်တော်စဉ်းစားရင်းနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကအဲ့ဒီဘုရားခင်
ကျွန်တော်ကိုပြုတ်ထားတဲ့ကျေးဇူးတော်ကိုအခြေခံပြီးမှလက်တွေ့အသက်ရှင်ရတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အဲ့လိုတွေ့ရတာဟုတ်ပါတယ်။ဒါဒီနေရာမှာကျွန်တော်ထပ်ပြောတဲ့အခါမှာလက်တွေ့ချင်းဆောင်တယ်ချင်းသုံးတယ်လို့ပြောတဲ့အခါမှာအခုအပိုင်ငယ်တဲ့မှာပြောတဲ့အခါမှာခေါ်တော်မူသောကျေးဇူးတော်နဲ့အထိုက်အလျောက်အသက်ရှင်ဖို့ရတဲ့ဖခင်ကကျွန်တော်တို့ကိုနေရာပေးထားတယ်ကျွန်တော်တို့ကိုအခွင့်အရေးပေးထားတယ်ကျွန်တော်ကိုအသုံးပြုဖို့ရတဲ့ဖခင်ကကျွန်တော်တို့ကိုတိုက်တွန်းတွေးဆောင်ထားပါတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကအဲ့ဒီဖခင်ပြုထားတဲ့ကျေးဇူးတော်ကိုလက်တွေ့အသက်ရှင်မလားမရှင်ဘူးလားဆိုတဲ့အရာကိုကျွန်တော်တို့နေ့စဉ်နဲ့ဘဝအသက်တာမှာကျင့်ဆောင်မလားမကျင့်ဆောင်ဘူးလားဆိုတဲ့ရွေးချယ်တဲ့နေရာမှာကျွန်တော်တို့ကအမြဲတမ်းကိုယ်တိုင်ကရွေးရပါတယ်။ငါဟာကျေးဇူးတော်နဲ့အညီအသက်ရှင်မလားငါဟာကျေးဇူးတော်နဲ့အညီအသက်မရှင်ဘူးလားကိုအမြဲတမ်းကျွန်တော်ကိုဖခင်ကရွေးချယ်ပိုင်ခွင့်ပေးထားပါတယ်။ကျေးဇူးတော်နဲ့အညီအသက်ရှင်မယ်ဆိုလို့ရှိရင်သူဘာတဲ့အကျိုးရှိမယ်ကိုယ့်အတွက်လည်းအကျိုးရှိမယ်ကိုယ်တာနှုတ်ကပတ်တော်အတိုင်းအသက်ရှင်မယ်ဆိုလို့ရှိရင်အသင်းတော်အတွက်အကျိုးရှိတယ်အိမ်ထောင်ရေးမှာလည်းအကျိုးရှိတယ်တိုင်းနိုင်ငံအတွက်လည်းပဲကျွန်တော်ယုံကြည်ခြင်းအဖြစ်အသက်ရှင်တဲ့အခါမှာအကျိုးရှိတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်။ဒါဒီလိုကျွန်တော်ပြောတဲ့အခါမှာကျင့်ဆောင်မကျင့်ဆောင်လို့ပြောတဲ့အခါမှာကျွန်တော်ယုံကြည်ခြင်းအဖြစ်အသက်မရှင်ဘူးယုံကြည်ခြင်းအဖြစ်ဘုရားခင်ကျွန်တော်ကိုပြင်ဆင်ပြီးတော့ကျေးဇူးတော်ကိုကျွန်တော်အသုံးမပြုဘူးဆိုလို့ရှိရင်ကျွန်တော်ကိုဘုရားခင်ကလည်းအသုံးမပြုလာ။ဒါဒီအရာကိုကျွန်တော်ဥပမာတွေအများကြီးရှိတယ်။ကျွန်တော်ယေရှုခရစ်တော်ကိုယ်တော်တိုင်ကပြောတဲ့ဥပမာတွေအများကြီးရှိတယ်။စာနော်တင်တို့ဒီလောကရဲ့စာလောကရဲ့အလင်းဖြစ်တယ်။စာဆိုတာအငံတဲ့ကင်းလို့သွားရင်ဘာမှအသုံးပြုလို့မရဘူး။ကျွန်တော်တို့ယုံကြည်သူကယ်တင်ခြင်းရတဲ့ကျေးဇူးတော်အလုံးစုံကိုရထားတယ်ပြောပြီးမြတ်ကျေးဇူးတော်ကိုအသုံးမပြုရင်ဘုရားခင်ရှေ့မှာဘာမှအသုံးပြုလို့မရ။ဒါသူ့ရဲ့နီးယာမဖြစ်တယ်။ဒါကြောင့်ပေါလုကအဖက်ယုံကြည်သူတွေကျေးဇူးတော်တလောက်များများရထားပြီးဘုရားခင်ရှေ့မှာအသုံးရတော့သူဖြစ်ဖွယ်ရတဲ့ပေါလုကဘာလုပ်နေတယ်လဲလို့ပြောရင်ကျေးဇူးတော်နဲ့အညီအသက်ရှင်ပါလို့တိုက်တွန်းနေတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ပေါလုကတခါပဲတိုက်တွန်းပါတယ်။ဒါတခါပဲတိုက်တွန်းတယ်ဒါပေမဲ့သူ့ရဲ့အရေးအသားကပြစ္ဆုတ်ပံနဲ့ရေးထားတဲ့အရေးအသားဟုတ်တယ်။ပြစ္ဆုတ်ပံနဲ့ရေးသားတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့နေစဉ်နဲ့အမြအသက်ရှင်ရတဲ့နီးဥပဒေတာဟုတ်ပါတယ်။ကျေးဇူးတော်ကိုအားကိုးပြီးမှအသက်ရှင်မလားကျေးဇူးတော်ကိုအမြင်မပြုတ်ဘဲနဲ့အသက်ရှင်မလားကျေးဇူးတော်ကိုအမြင်ပြုတ်ပြီးမှချက်ပြုတ်ရေးမှကျွန်တော်ချက်ပြုတ်ကြမလားကျေးဇူးတော်ကိုကျွန်တော်အမြင်ပြုတ်ပြီးမှကျွန်တော်စီးပွားရေးလုပ်မလားကျေးဇူးတော်ကိုကျွန်တော်အမြင်ပြုတ်ပြီးမှကျွန်တော်တို့အတန်းတော်မှာအစီခံမလားသို့မဟုတ်ကျွန်တော်ဟာကျွန်တော်ရဲ့တတ်နိုင်ခြင်းကျွန်တော်ရဲ့အခွင့်ကျွန်တော်ရဲ့ဇာတိပဂတိကိုအခွင့်ပေးပြီးမှအလတ်လုံးမလားပြီးတော့ပြီးသွားမယ်တို့တော့ဘုသူရှိမှအကျိုးမရှိဘူးလေလို့ပြောရင်ဖျားခင်ရှိမှအကျိုးမရှိဘူးဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ခရစ်တော်ကငံတော်စားငံတော်တဲ့မကင်းဖို့နော်ကျွန်တော်အရေးကြီးတကယ်တော့ယုံကြည်သူဆိုတာကျေးဇူးတော်နဲ့မကင်းဖို့ရတဲ့ပေါလုကလည်းထပ်မံပြီးမှကျွန်တော်တို့ကိုတိုက်တွန်းနေပါတယ်။ယုံကြည်သူဆိုတာကျေးဇူးတော်အဖြစ်အသက်ရှင်ရတယ်ယုံကြည်ခြင်းအဖြစ်အသက်ရှင်ရတယ်ယုံကြည်သူဆိုတာနှုတ်ကပတ်တော်အဖြစ်အသက်ရှင်ရတယ်ယုံကြည်သူဆိုတာဖခင်ရဲ့ဂတိတော်အဖြစ်အသက်ရှင်ရပါတယ်ယုံကြည်သူဆိုတာခရစ်တော်ကြွလာခြင်းရဲ့ကိုမျှော်လင့်ရင်းနဲ့အသက်ရှင်ရပါတယ်ခရစ်တော်ကြွလာခြင်းကိုမျှော်လင့်ရင်းနဲ့လက်တွေ့ဘဝအတ္တမှာခရစ်တော်ကသူကျွန်တော်ကိုအမိတ်ပေးတဲ့စိတ်ရှည်ခြင်းသိခဲ့ခြင်းတွေကိုလက်တွေ့ဘဝအတ္တမှာကျင့်သုံးရပါတယ်ဆိုတော့ကျွန်တော်စိတ်ရှိဖို့လူတွေဆိုတဲ့အကြောင်းအရာကိုကျွန်တော်အပိုင်ငယ်နှစ်သုံးမှာကျွန်တော်ထပ်တွေ့ရမှာဖြစ်တယ်အပိုင်ငယ်နှစ်သုံးမှာပြောတဲ့အခါမှာကျွန်တော်ကျမ်းစာကိုဥစွာဖတ်ကြည့်ရအောင်အရာရာ၌စိတ်နှိပ်ကြခြင်းနုညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းနဲ့ပြည့်စုံတဲ့ဖြစ်မေတ္တာစိတ်နဲ့တယောက်ကိုတယောက်တီးခံရှင်းရှိကြ၍အသင့်အသင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့်တင်တို့ဒီအချင်းချင်းစိတ်တော်မရှားမနာတလန်းတော်တီဖြစ်အပ်သောငါကျူးစားအားထုတ်ကြလောဆိုအပိုင်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့အချင်းချင်းစိတ်တော်တီဖြစ်ရတဲ့ကျူးစားပါနော်ဒီနေရာမှာကျူးစားပါဆိုတဲ့စကားလုံးမပါပေမဲ့အမိတ်ပေးလာတဲ့ဟာဒီနေရာမှာကျွန်တော်အပိုင်ငယ်သုံးမှာပြောတဲ့အခါမှာကျူးစားအားထုတ်ကြလောဆိုပြီးမှဒီကျူးစားအားထုတ်ရမယ့်အရာကိုကျွန်တော်ကိုအမိတ်ပေးလာတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီဒုတိယအပိုင်ငယ်
ကနေ3ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒုတိယတစ်ချက်မှာကျွန်တော်ပြောအချင်းချင်းစိတ်တဘောတိဖြစ်ရတဲ့ကျွန်တော်ကိုဒီလိုကြိုးစားဖွင့်ရတဲ့ပြောတဲ့အခါမှာအရာမှာကျွန်တော်ကိုဘာလို့ခိုင်းတယ်လဲလို့ပြောရင်နံပါတ်1စိတ်နှိတ်ချခိုင်းတယ်ဆိုတော့ကျွန်တော်တို့ရဲ့စိတ်နှိတ်ချတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ပြင်ကိုဗီဇစိတ်တဘောတဘောကနှိတ်ချတတ်တဲ့အနေထားမဟုတ်ဆိုတော့ကျွန်တော်တို့ဒေါင်းနော်ဟာနှိတ်ချခြင်းမရှိဘူးအမြဲတမ်းဘာလို့ချင်လဲလို့ပြောရင်ဝါကြွားခြင်းတယ်လူတကာလာတဲ့အခါမှာအမီးတွေထောင်းပြီးမှဒေါင်းကဘာလို့လဲလို့ပြောရင်ဝါကြွားခြင်းတယ်တို့တော့အနောက်နေကြည့်ရင်တော့သူ့ရဲ့ဝါကြွားခြင်းကမလှဘူးနော်ဆိုတော့ပြောချင်တာကကျွန်တော်တို့ကဝါကြွားဖို့ရတော့မဟုတ်ဘူးတဲ့ဘာလို့ပို့လဲလို့ပြောရင်နှိတ်ချခြင်းစိတ်နှိတ်ချခြင်းအပြည့်အသက်ရှင်မှုရတဲ့ဖြစ်တယ်ဆိုတော့ကျမ်းစာမှာဘုရားသခင်ရဲ့ဂတိကဘာလဲလို့ပြောရင်နှိတ်ချတော့သူကိုဘုရားကကျေးဇူးပြုမယ်ဝါကြွားထောင်လွှားတဲ့သူကိုဘုရားသခင်စီတာမယ်ဆုံးမမယ်ဆိုတဲ့ဟာကိုကျွန်တော်အဲ့လိုတွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့ယုံကြည်သူများရဲ့နှိတ်ချခြင်းပုံသက်တွေကဘာတူလဲလို့ပြောရင်အဖက်ဩဝါဒစာနဲ့အပြန်ရေးတဲ့ဖိလိပ္ပိဩဝါဒစာကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ရဲ့နှိတ်ချခြင်းပုံသက်တွေကယေရှုခရစ်ဖြစ်နေတယ်ဖိလိပ္ပိခန်းကြီးနဲ့အပိုင်နဲ့၄ကနေဟိုး73အထိကြည့်တဲ့အခါမှာခရစ်တော်ကကောင်းကင်မှာကောင်းကင်မှာယံထောင်ပေါင်းများစွာနော်အတင်ရှင်များစွာမကဖခင်ခရစ်တော်ကိုကိုးကွယ်နေရတယ်တို့တော့ဖခင်ကအဲ့ဒီသူ့ရဲ့ဖခင်ဖြစ်ခြင်းအားလုံးကိုခဏမိတ်ထားပြီးမှဟောကျွန်တော်တို့ထက်နော်ကျွန်တော်တို့လူကဲတော့နော်ကျွန်တော်တို့ဒီကျမ်းစာအရပြောမယ်ဆိုလို့ရှိရင်လူကဲတော့မွေးဖွားလာတယ်ဒါပေမဲ့လူပြောတဲ့ခါမှာအစင်တအမျိုးမျိုးရှိတည်တယ်နော်အဲ့ဒီထဲမှာမှအစင်အနိုင်ဆုံးတကယ်တာမန်နော်ဒီဘဝတမပုံစံမျိုးကဲတော့ခရစ်တော်ကမွေးဖွားလာတယ်အဲ့လိုမွေးဖွားပြီးမှ33နှစ်ပတ်လုံးလောကမှာဆင်းရဲခြင်းများစွာဒုက္ခများစွာအများကြီးသူအသက်ရှင်ခဲ့ရတယ်ဖျားဖြစ်လက်ပင်ဖျားရဲ့ဖြစ်ခြင်းတကူအာနာကိုလောင်းဝမတုံးဘူးဟောနောက်ဆုံးတည်တဲ့အချိန်မှာပြင်လေဟာလူတကာယွန်ရှာမုန်းတီးတဲ့ကားတိုင်းထဲမှာအတီးခံရတယ်ဆိုတော့ခရစ်တော်ကဖျားဖြစ်လက်ပင်ဖန်ဆင်းရှင်ဖျားဖြစ်လက်ပင်ရှိသမျှအရာအလုံးကောင်းကင်တတော်ဝမြည်ကြီးတတော်ဝအလုံးကိုယ်ွယ်ခြင်းကိုခံရတဲ့ဖျားဖြစ်လက်ပင်သူကအလုံးကိုဆွလွန်ပြီးမှနှိတ်ချစွာအသက်ရှင်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဖျားကနေဖြစ်ပေါ်လာတဲ့ယုံကြည်သူအဲ့ဒီခရစ်တော်အဖြစ်ပွားခဲ့တော့တင်တဲ့ကျွန်တော်ဟာလည်းပဲဘာကိုအခြေခံရမလဲနှိတ်ချခြင်းဖျားပင်လေကျွန်တော်ကိုကယ်တင်တဲ့ဖျားကျွန်တော်ကိုဖန်ဆင်းတဲ့ဖျားပင်လေနှိတ်ချတယ်ဆိုလို့ရှိရင်ကျွန်တော်ကျမဟာလည်းပဲနှိတ်ချခြင်းအဖြစ်အသက်ရှင်ရမယ်နှိတ်ချခြင်းအဖြစ်အသွင်တော်မှာအစီခံရမှာနှိတ်ချခြင်းအဖြစ်မိသားစုမှာအစီခံရမယ်ကျွန်တော်အဲ့လိုစိတ်တော်ထားကိုမွေးဖွင့်ရတဲ့အရေးကြီးပါတယ်အမှကျွန်တော်အပိုင်ငယ်နဲ့ထဲမှာကျွန်တော်ထပ်ပြောတဲ့အခါမှာနုညံ့တိမ်မွေးခြင်းဘယ်သူကနုညံ့တိမ်မွေးတဲ့သဘောရှိတယ်လေလို့ပြောတဲ့အခါမှာခရစ်တော်ဘုရားကနုညံ့တိမ်မွေးတဲ့သဘောရှိပါတယ်တော့ကိုမဿဲခန်းကြီး7အပိုင်ငယ်29မှာကြည့်တဲ့အခါမှာ28မှာကျကဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြပါငါဒီချမ်းသာပေးမည်ငါရဲ့ဝန်ကပေါ်တယ်ငါဒီနုညံ့တိမ်မွေးခြင်းသဘောရှိတယ်ဆိုတော့နုညံ့တိမ်မွေးသောသဘောရဖွင့်ရတဲ့ကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲလို့ပြောရင်ခရစ်တော်နိုင်မှာကျွန်တော်တို့တည်ရမယ်ခရစ်တော်စီမှာကျွန်တော်တို့တင်ယူရမယ်ခရစ်တော်ကနုညံ့ခြင်းရဲ့ပုံသက်တည်လေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုနုညံ့တိမ်မွေးဖွင့်ရတဲ့ပြောနေပါတယ်ပြီးရင်အဲ့ဒီနေရာမှာကျွန်တော်ထပ်ပြောတဲ့အခါမှာစိတ်ရှည်ခြင်းဘယ်သူကစိတ်ရှိတယ်လဲလို့ပြောရင်ဖယားခင်ကလွေးရဘယ်သူမှစိတ်မရှိဘူးတမန်ကျမ်းစာမှာစိတ်ရှိပါတယ်ဆိုတဲ့မောရှိနုညံ့တိမ်မွေ့ပါတယ်ဆိုတဲ့မောရှိအမတမစိတ်တူတဲ့တူတူဟုတ်ပါတယ်သူကဖယားခင်ကပြည့်ညတ်တော်ပြီးတဲ့အခါမှာပြည့်ညတ်တော်တိနာတောင်ဘွားနေယူပြီးမှဆင်းလာတဲ့အခါမှာသူခေါ်ဆောင်လာတဲ့ဣတိလလူမျိုးတွေဒီနွားတင်ငယ်ကိုကိုးကွယ်နေတဲ့အခါမှာမောရှိကဘုရားခင်ပေးလာတဲ့ပြည့်ညတ်ကိုယူပြီးမှတခါတည်း
ရိုက်ခွဲလိုက်မောရှိရဲ့စိတ်တုံမှုကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဘုရားခင်ကသူ့ကိုနုညံ့သိမ်မွေးတော်သူစိတ်ရှိတော်သူလို့ဘုရားကအဲ့လိုမှတ်ပါတယ်ဆိုတော့ဒီနေရာမှာဘသူကစိတ်ရှိတယ်လဲလို့ပြောရင်စာလံ103ထဲမှာကျွန်တော်ပြောတဲ့ခါမှာသာရဘုရားကတနာတက်တော်တဘောကျေးဇူးပြုတဲ့တဘောစိတ်ရှိတီးခံတဲ့တဘောရှိပါတယ်ဘုရားခင်သာစိတ်မရှိဘဲနဲ့ဟောခရစ်တော်ဘုရားကစိတ်မရှိဘဲနဲ့ရုပ်တရက်ဒီလောကကြီးကိုတရားစီရင်လိုက်မယ်ဆိုလို့ရှိရင်ဘယ်သူကတည်ခြင်းရအောင်မလဲဆိုတော့အခုကကျွန်တော်တို့ကစိတ်မရှိတတ်ဘူးခရစ်တော်ဒီလောက်နေစီမှာကောင်းတဲ့လောကမှာဘာလို့ခရစ်တော်မြန်မကြွလာတာလဲကျွန်တော်တို့အဲ့လိုစဉ်းစားနေကြတယ်တို့တော့တစ်ပေထဲမှာပြောတဲ့ခါမှာခရစ်တော်ဘုရားမြန်မကြွလာတည်တာဟာမယုံကြည်သူတွေကဲတင်ခြင်းရလာဖို့ရတဲ့ဘုရားကစိတ်ရှိပြီးနေတယ်ကျွန်တော်တို့ကစိတ်မရှိဘူးခရစ်တော်ဘယ်ချိန်ကြွလာမလဲမြန်လာပါလို့ပဲကျွန်တော်တို့ကဖိတ်ခေါ်နေတာဧဝံဂေလိတရားဟောဖို့ကတော့မလုံကြဘူးကျွန်တော်ရဲ့သဘောတဘာဝအလိုဖြစ်တယ်ကိုကဲတင်ခြင်းခရစ်တော်နဲ့တွေ့ဆုံရရင်ပြီးရောဘသူငရဲကြချင်းကြဧဝံဂေလိတရားမဟောတော့ဘူးခရစ်တော်ကြွလာဖို့ပဲကျွန်တော်မျှော်လင့်ကြတယ်ခရစ်တော်ကြွလာဖို့ပဲကျွန်တော်တို့ဖိတ်ခေါ်ကြတမန်တော်ယောဟန်ဘာကြောင့်ခရစ်တော်ကိုကြွလာတယ်လဲလို့ပြောရင်သူဝင်မြဆရာရှိတဲ့အကြောင်းအရာအားလုံးကိုသူဝင်မြခဲ့ပြီးလို့ခရစ်တော်ကိုသူကဘာလုပ်နေလဲလို့ပြောရင်ဖိတ်ခေါ်နေတာကျွန်တော်တို့ကဧဝံဂေလိကိုဥစ္စာမဝင်ငါပဲနဲ့ခရစ်တော်ကြွလာဖို့အတွက်ပဲကျွန်တော်ဥစ္စာလုပ်ဆောင်နေကြတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဆိုတော့ဖခင်ကစိတ်ရှိတယ်ကျွန်တော်တို့ကဖခင်ရဲ့သဘောတဘာဝကိုရထားတော့သူဟုတ်တယ်ဒါနိပေထဲမှာပြောတဲ့ခါမှာကျွန်တော်တို့ကဖခင်ပဂတိကိုအောင်ငွေရထားတယ်ဖခင်ရဲ့ဖြစ်ခြင်းကိုကျွန်တော်တို့ကအောင်ငွေရထားတယ်ဒါကြောင့်ကျွန်တော်တို့ကစိတ်ရှိဖို့လိုတယ်နုညံ့သိမ်မှုဖို့လိုတယ်နုညံ့သိမ်ဒီနှိတ်ချတဲ့သဘောရှိဖို့ရတဲ့လူအဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ပြင်အဲ့ဒီအပိုင်ငယ်နှစ်ထပ်မှာကျွန်တော်ထက်ကြည့်တဲ့အခါမှာအချင်းချင်းတရားချစ်ချင်းမေတ္တာရှိပါဘုရားခင်ကချစ်ချင်းမေတ္တာဖြစ်တယ်ချစ်ချင်းမေတ္တာကနေပေါက်ဖွာလာတဲ့တင်တဲ့ကျွန်တော်ကဘာရှိဖို့ရတဲ့လူအဲ့လေလို့ပြောရင်ချစ်ချင်းမေတ္တာရှိဖို့လူအဲ့တယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအခန်းကြီး3မှာပြောတဲ့အခါမှာဘုရားခင်ရဲ့အနံအလျားအနှိမ့်အမြင့်တိုင်းဆရမရတဲ့မေတ္တာထဲမှာကျွန်တော်ကိုဘာလုပ်ထားတယ်လဲလို့ပြောရင်စိုက်ပျိုးထားတယ်အဲ့ဒီဘုရားရဲ့မေတ္တာထဲမှာစိုက်ပျိုးထားတဲ့တင်တဲ့ကျွန်တော်ကဘလို့အသက်ရှင်ရမလဲလို့ပြောရင်ဘုရားရဲ့မေတ္တာအပြင်ထဲမှာကျွန်တော်ကိုစိုက်ပျိုးထားတဲ့အတွက်ကျွန်တော်ရဲ့အတိအပွင့်အားလုံးကဘာပဲတီးလာရမလဲမြင်တွေ့ရမလဲလို့ပြောရင်ဘုရားရဲ့မေတ္တာကိုကျွန်တော်မြင်တွေ့ဖို့ရတယ်လို့အပ်ပြီးအဲ့ဒီမေတ္တာဘယ်မှာအသုံးပြုဖို့လဲအသင်းတော်မှာကျွန်တော်တို့မေတ္တာစုထဲမှာလင်မယားကြားမှာတာသမီကြားမှာကျွန်တော်ဒီအရာကိုမြင်တွေ့ဖို့ရတဲ့အရေးကြီးပါတယ်။ဒါကြောင့်ပေါလုကဒီအရာကိုတိုက်တွန်းတွေးဆောင်တယ်လို့ပြောတဲ့အခါမှာမင်းတို့ကဒီလောက်ထိများပြားတဲ့ကျေးဇူးတော်အလုံးစုံတို့ကိုရထားတဲ့သူတွေလက်တွေ့ဘဝတက်တာမှာနှိမ့်ချခြင်းရှိပါနုညံ့တမွေးခြင်းရှိပါစိတ်ရှည်ပါချစ်ချင်းမေတ္တာအဖြစ်အသက်ရှင်ပါတလုံးအပိုင်ငယ်3ရောက်လာတဲ့ခါမှာတဘောတည်းဖြစ်ဖို့ရတဲ့ကျူးစာအထုပ်ပါလို့ဒီလိုပြောနေတာကိုကျွန်တော်တွေ့ရဆိုတော့ဒီနေရာမှာကျွန်တော်ဒီလိုပြောတဲ့ခါမှာတလုံးတဝါတည်းရှိဖို့ပေါလုကဘာကြောင့်ရေးတယ်လဲလို့ပြောတဲ့ခါမှာစကားဆက်အရာကျွန်တော်ပြန်ချိတ်ဆက်တဲ့ခါမှာတဘာအမျိုးသားနဲ့ဣတိလလူမျိုးအတန်းတော်ထဲမှာအတူတူအသက်ရှင်တဲ့ခါမှာဘာလူတယ်လဲလို့ပြောရင်တလုံးတဝါတည်းဖြစ်ဖို့ရတဲ့လူအပ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဒီနေရာမှာပြောတဲ့ခါမှာဣတိလလူမျိုးရဲ့အသွေးခေါ်တဲ့တဘာအမျိုးသားတွေရဲ့အသွေးခေါ်ကမတူဘူးဣတိလလူမျိုးရဲ့လူနေမှုအဆင့်တန်းတဲ့တဘာအမျိုးသားတွေရဲ့လူနေမှုအဆင့်တန်းကလည်းမတူညီပြန်ဘူးကျွန်တော်တို့ထပ်ပြောတဲ့ခါမှာဣတိလလူမျိုးတွေရဲ့စဉ်းစားပုံတွေးခေါ်ပုံဣတိလလူမျိုးတွေရဲ့အသက်ရှင်ပုံနဲ့တဘာအမျိုးသားတွေရဲ့စဉ်းစားပုံအသက်ရှင်ပုံကလည်းမတူညီပြန်ဘူးထို့သူပဲအခုကျွန်တော်တို့အတင်းတော်မှာဒီလိုပြောတဲ့ခါမှာကျွန်တော်တို့အတင်းတော်မှာတရုတ်ရှိတယ်ရှမ်းရှိတယ်လီဆူရှိတယ်ဗမာရှိတယ်စဒီလူတွေအားလုံးတစီတလုံးတလုံးတဝါတည်းဖြစ်ပွင့်တဲ့ဘာလို့ခဲ့တယ်လဲလို့ပြောရင်ခရစ်တော် night ဆိုတဲ့နေရာမှာကျွန်တော်တတိယဖွင့်ရတဲ့လူအဲ့တယ်
So the Bahamudane Itila Lumu Alo Piaki Shema Talon to what it should be so there Yawak. General Epekanji ne Apaya Sate Gane no General Sanga di Sacha di General Jia Kama General Ga Itila Lumu the Bahamuda Piaki Shema Talon to what there should be Edia Yago General Nenechia. ကျွန်တော်တယောက်တည်းပဲပြောနေရင်ခင်ဗျားတို့ပြင်းနေမှာဆိုလို့ခန်းချင်းနဲ့အပိုင်ငယ်7စနစ်ကိုကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ထို့ကြောင့်လက်ဖြစ်ကိုယ်ကာယ၌ပြုသောဝါဟာရအယေဖြားလီခြင်းကိုခံတော်သူတို့ခေါ်ဝေါ်သောအဖြစ်အယေဖြားလီခြင်းကိုမခံတော်လူဟို၍ခေါ်ဝေါ်ကြသောတဏှာပလူတို့အထက်၌ တင်တို့ဒီအထက်ကပဂတိအတိုင်းဖြစ်ချသည်အတိုင်း၎င်းထိုအခါတင်တို့ဒီခရစ်တော်ကိုမသိဣတိလအပေါင်းတင်၌မဝင်ဂတိတော်ပါသောပြဉ္ဉ္တရားတို့နှင့်မဆိုင်မျော်လင့်ခြင်းမရှိလောက၌ဖျားမဲ့နေကြသည်ကို၎င်းအောက်မေ့ကြလောဟုတ်ပြီအမကျွန်တော်ခဏလေးကြည့်အောင်အပိုင်ငယ်7မှာပြောတဲ့အခါမှာဣတိလလူမျိုးကလက်အဖြစ် အယေဖြားလီခြင်းကိုလုပ်တယ်ကျွန်တော်တို့ကတော့လက်ဖြစ်မလုပ်တဲ့အယေဖြားလီခြင်းကိုခံရတဲ့သူဟုတ်တယ်ဆိုတဲ့အကြောင်းအရာကိုပြောပြလာတာဟုတ်တယ်ပြီးကျွန်တော်တို့ရဲ့အခြေအနေကအပိုင်ငယ်7ထဲမှာ7ထဲမှာပြောတဲ့အခါမှာကျွန်တော်တို့ကခရစ်တော်ကိုမသိတဲ့သူတွေဟုတ်တယ်ဣတိလအပေါင်းတင်နဲ့လည်းမဝင်ဘူးဂတိတော်ပါတဲ့အမှလည်းမဆိုင်ဘူးမျော်လင့်ခြင်းမရှိလောက၌ဖျားမဲ့နေကြသည်ကို၎င်းအောက်မေ့ကြလော So, Itila Lumuri net the Bamuda de Winnie Ale, Matuni, a Sindama Shibare. Duro led a pang a Sally Sanga Ujida Kama, a bedo ni humuga, Torkindi, Nado Yan a champidom, Winnie at home point Sassine or brilliant the Articulo, Yanu Paji a jambo, Kokanado de patient or Mudepe, Pine Charle, she does such a older than the Yango. Pure Cherry, Lumion the Sudogo, the Sude Pizzido, a Chamunga Yanyazi Billion. Good all night, Luna Sudogo, Lutit U, the Gode Pizzi, Jinga, Pinsen, the Londwate, Pipido, To Luna Sudogo, Lawa Garen, Api, Yango, Tepchele, Piarkine, Maitahaya, Quasi me a champi. Croto Lawa Garen at the Kenjiha. Itila Lumuna the Bahamudado Alamo, Piakin Shema, Atu Chizibi, so that a chow go to the how there. So let the water the matter, the body, the land water, Chipuya there. Paul Luga Titone. So I did Titone come a Bagotica Uzapi the Lelepi, Cropto night, Piakin, Genogo, Puke, Pido, Jesurogo, the Dia Kine. The Dia Kine, the Maka, let the water the Edia Yago. Let me attach him where there, Juza Kaimbare. Piarkin Genogo, Pew Tapida, Yago, the Dia in Swalaya, her cruto night, the Bamuda, Traditional war, or the Bamuda Mahote, Itila Lumudo war, Bagobe Sinzayam Lelepi, Cruto, Pew Tapida, Yagobe, Sinzaya Bari. Dajan Galati, Tema, Genobuda Kama, Cruto Naima, Yaucha Mishi, Maima Mishi. Aye Piali Jimishi, Aye Piali Chimingla Mishi, Lulu Mishi, Chumashi, no, Alonga, Talon Wadi Pipi, Arabemale Lepi, Crypto night, Mami Yade, Crypto night, Piarkin Piss in Harania. So the idea Ayago Bema, I don't people lepi, let me attendoma. Lisu, Mashi, Tayo, Mashi, Shan, Mashi. Bama Mashi, Allah, Proton night, Ani, Anya, Chesrogo, Kanyada to be how there. That's why Ani Anya, Chesro, Kanyada to be pitted there. Ani Anya, Balayam, Lelepu, Chesro, Ani, attention. Eddie Chesro, Ani, attention is the Barile, Lubira Kama, Pangane, Toma Pira Kama, Ayayama, Say Nature Jin, Dunya Temui Jin, Say She Jin, Mita, Say Ne, attention Jin, attend. Pong ho Jim today, so Naruga di Chesuro Yatha de Poluga, Titan Bari, Bana Nile, Chesuro ne, and ye, at the Shimbu.
ဆိုတော့ဒီအရာတွေကိုဘယ်နေရာမှာအသုံးပြုရမလဲဒီလိုပြောတဲ့အခါမှာအသုံးပြုပုံကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့မိသားစုထဲမှာအသုံးပြုရတယ်စိတ်ရှိခြင်းနူးညံ့သိမ်မွေ့ခြင်းမေတ္တာစိတ်နဲ့တယောက်နဲ့တယောက်ကျွန်တော်ခွင့်လွှတ်ခြင်းအသင့်တင့်ပေါင်းဖော်ခြင်းဆိုတာအိမ်ထောင်မှာအရေးကြီးတယ်မိဘနဲ့သားသမီးကြားမှာစိတ်ရှိခြင်းနူးညံ့သိမ်မွေ့ခြင်းမေတ္တာစိတ်နဲ့အသက်ရှင်ပွေးရတဲ့လိုအပ်တယ်ပြီးရင်ထက်ဘယ်မှာလိုအပ်တယ်တေးတယ်လဲလို့ပြောရင်လင်မယားကြားမှာစိတ်ရှိခြင်းနူးညံ့သိမ်မွေ့ခြင်းစိတ်နှိမ့်ချခြင်းဆိုတာလင်နဲ့မယားကြားမှာလည်းပဲအရေးကြီးတယ်အဲ့ဒီအသုံးပြုတဲ့နေရာမှာဘယ်မှာထပ်ပြီးမှလိုအပ်တယ်လဲလို့ပြောရင်အသင်းတော်ထဲမှာစိတ်ရှိခြင်းစိတ်နှိမ့်ချခြင်းနူးညံ့သိမ်မွေ့ခြင်းကျွန်တော်မေတ္တာစိတ်နဲ့အသက်ရှင်ခြင်းအသင်းတဲ့ပေါင်းဖော်ခြင်းဆိုတာအသင်းတော်ထဲမှာလည်းပဲလိုအပ်တယ်ကျင့်ပြီးကျွန်တော်ဘယ်မှာပြုမှုကျင့်ကြံရမလဲလို့ပြောရင်လုပ်ငန်းခွင်မှာလုပ်ငန်းခွင်လို့ပြောတဲ့အခါမှာကျွန်တော်တို့လုပ်ကိုင်နေတဲ့ကဏ္ဍမတူညီကြဘူးဒါကျွန်တော်တို့ဒီကျမ်းစာမှာပြောတဲ့အခါမှာလုပ်ငန်းခွင်လို့ပြောတဲ့အခါမှာတခင်နဲ့ကြုံကြားမှာအခုကျွန်တော်တို့လက်တွေ့ဘဝတက်တာမှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ထမ်းလောကမှာနော်ဝန်ထမ်းလုပ်တဲ့အခါမှာကိုယ့်ထက်ဥဆောင်နေတဲ့သူရဲ့စကားကိုကျွန်တော်တို့ကဘာလုပ်ရမလဲလို့ပြောရင်နားထောင်ရမလဲဝန်ခံရမယ်စိတ်ရှည်ရတယ်တီးခံရတယ်မေတ္တာစိတ်နဲ့ကျွန်တော်တို့လှုပ်ဆောင်ရတယ်ဒါလုပ်ငန်းခွင်မှာရောကျွန်တော်လိုအပ်တဲ့နောက်ဆုံးဘေးနေရာမှာကျွန်တော်ထက်လိုအပ်တယ်လဲလို့ပြောရင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့တိုင်းနိုင်ငံထဲမှာဘာလိုအပ်တယ်လဲလို့ပြောရင်နေချခြင်းစိတ်ရှည်ခြင်းမေတ္တာစိတ်အသက်တဲ့ပေါင်းဖော်ခြင်းဒါတွေအားလုံးက